အမဲမာလာစီစိန်လေးနှပ်ပါမယ်အရင်ဆုံးအမဲသားကိုရေဆေးပြီးတော့အရသာတွေနဲ့နှပ်ထားပါမယ်နော်ဒါတွေကတော့ထဲမဲ့ပါဝင်ပစ္စည်းတွေပါကြက်သွန်ဖြူပါပါမယ်ကြက်သားမုံလေးထည့်မယ်စားလေးနည်းနည်းထည့်ပါမယ်မြုပ်သီးမုံလေးထည့်မယ်ခွဲချမ်းမုံလေးလည်းထည့်ပါမယ်ရှော့ကောပေါက်ကောထည့်မယ်အသားနဲ့ရည်လေးထည့်ပါမယ်ပြီးလို့ရှိရင်အရသာဝင်အောင်တေချာတမအောင်နေပြီးလို့ရှိရင်အနည်းဆုံး1နာရီခွဲလောက်နှက်ထားပါမယ်နော်ကျွန်တော်ကတော့3နာရီလောက်ကိုနှက်ထားလိုက်ပါတယ်အရသာဝင်ပြီဆိုလို့ရှိရင်တော့ရေမထည့်ဘဲနဲ့မီးငွေ့ငွေ့လေးနဲ့တည်ထားပါမယ်ထွက်လာတဲ့အရည်တွေကိုခန်းတဲ့အထိတည်ပါမယ်နော်ရေခမ်းသွားပြီဆိုလို့ရှိရင်တော့အမဲသားတွေကိုမြုပ်တဲ့အထိကိုစီထည့်ပါမယ်နိုင်ဝက်လောက်ကိုမီးငွေ့ငွေ့နဲ့ထပ်တည်ပါမယ်နော်ပြီးလို့ရှိရင်ရေနွေးလေးနည်းနည်းထည့်ပြီးပြီဆိုလို့ရှိရင်ရေနွေးထည့်တော့မရိုက်လိုက်ရလို့ပါနော်ရေနွေးထည့်ပြီးဆိုလို့ရှိရင်အပေါ်ကနေဖက်ကလေးအုပ်ပြီးလို့ရှိရင်အနည်းဆုံး1နာရီလောက်မီးငွေ့ငွေ့လေးနဲ့ထပ်ပြီးတော့နှက်ထားပါမယ်ရေခမ်းသွားပြီဆိုလို့ရှိရင်တော့နှူးဣပြီးတော့မွေးလေးနဲ့အရန်စားလို့ကောင်းတဲ့အမဲမာလာစီစိန်လေးရပါပြီဒီအမဲမာလာစီစိန်လေးကိုပနေနဲ့ထဲရေခက်တဲ့တိုင်ထိမ့်မယ်ဆိုလို့ရှိရင်အနည်းဆုံး1လလောက်ကတော့ထားလို့ရပါတယ်ခင်းကျင်တဲ့အနှစ်ကလေးချက်ပြီးတော့သူ့ကိုပြန်ချက်လို့ရှိရင်လည်းစားလို့အရန်ကောင်းပါတယ်နော်